အားလုံးပဲမင်္ဂလာပါခင်ဗျာ Knowledge Hub Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားပေးမယ့်အကြောင်းအရာလေးကတော့အစာအိမ်နဲ့ဦးလန်းချောင်းအတွက်တဘာဝစေကောင်းတစ်လက်ဖြစ်တဲ့ရုံးမရေဒီပြုတ်ရည်လေးပဲဖြစ်ပါတယ်ဒီရုံးမရေဒီပြုတ်ရည်ကအစာအိမ်နဲ့ဦးလန်းချောင်းအတွက်ဘာတွေကောင်းတာလဲရုံးမရေဒီမှာ mucilage လို့ခေါ်တဲ့ဂျယ်လိုမျိုးပစ္စည်းလေးမျိုးပါဝင်ပါတယ်အဲ့ဒီဓာတ်ဟာရေကိုစုပ်ယူပေးပြီးဂျယ်အဖြစ်ပြောင်းလဲကအစာအိမ်နဲ့ဦးလန်းချောင်းကိုချုံးမွေ့စေပါတယ်ဒါအပြင်ဥလှုပ်ရှားမှုကိုလည်းပုံမှန်ဖြစ်စေခြင်းအမြင်တက်ကဥမာကြီးထဲမှာရေကိုစုပ်ယူပြီးတော့ဝမ်းကိုပျော့စေတဲ့အတွက်ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။အစာရင်နာကိုတက်တာစေခြင်းmucilage ဓာတ်ကအစာရင်နေရာမှာအကာအကွယ်လွှာတစ်ခုလိုဖြစ်နေပြီးအစာရင်ကို acid ဓာတ်ကနေလည်းကာကွယ်ပေးပါတယ်။ဒါအပြင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများရုံးမရည်သီးမှာဗီတာမင် C ဘီတာကရိုရင်းစတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။အဲ့ဒီဓာတ်တွေဟာအစာရင်နဲ့ဦးလန်းချောင်းဆဲနေရာတွေကိုပျက်စီးမှုကနေကာကွယ်ပေးပါတယ်။ဒါအပြင်အစာကြေစနစ်ကိုကောင်းမွန်စေခြင်းရုံးမရည်သီးပြုတ်ရည်ဟာတဘာဝအရောက်အေးဆက်တဲ့ဂုဏ်သတ္တိရှိပြီးအစာအိမ်ရောင်ရမ်းမှုပူပုတ်တွေကိုရောပါသက်သာစေမှုစတဲ့ကောင်းကျိုးတွေရရှိစေမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီရုံးမရည်သီးပြုတ်ရည်ကိုဘယ်လိုပြုလုပ်သင့်လဲလုပ်နည်းကတော့မခက်ပါဘူး။ရင်ဆုံးရုံးမရည်သီး9000 10000ခန့်ကိုရေစင်အောင်ဆေးကြောပါပြီးပြီဆိုတာနဲ့ရုံးမရည်သီးကိုကျွန်တော်တို့ပြုတ်တဲ့အိုးလေးထဲမှာရေနှဲငယ်ထည့်ပြီးတော့15မိနစ်ကနေမိနစ်20ခန့်ပြုတ်ပေးပါရုံးမရည်သီးတွေနူးပြီးပြုတ်လို့ရပြီဆိုတာနဲ့ရုံးမရည်သီးတွေကိုစစ်ထုတ်ပါကြမ်းရှိတဲ့ပြုတ်ရည်ကိုပဲတောက်သုံးပေးပါတောက်နည်းကတော့ကျွန်တော်တနေ့ကိုတစ်ခွက်မနက်အစာစားပြီးချိန်သို့မဟုတ်ညစာစားပြီးချိန်မှာတောက်သုံးနိုင်ပါတယ်ဒါပြင်သတိထားရမယ့်အချက်လေးတစ်ခုကတော့ဒီရုံးမရည်သီးဟာကြောက်ကက်ယောဂတွေအတွက်တော့အောက်ဆလိတ်ဓာတ်မြင့်မားတာကြောင့်ရှောင်ကျဉ်သင့်ပါတယ်ဒါပြင်သွေးတိုးကြစေတောက်နေသူတွေသွေးပေါင်အလုံးကျစေနိုင်လို့ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်သုံးသင့်ပါတယ်။ခုဆိုရင်ကျွန်တော်ပြောပြသွားပေးတာလေးကိုသဘောကျမယ်လို့ထင်ပါတယ်။ Like and follow လေးလုပ်ပေးဖို့မေတ္တာရက်ခံပါစေခင်ဗျာ။